Australia ကိုလဲပတ်ဖို့စိတ်ကူးနေပါသလားဒီနိုင်ငံကြီးကတကယ်ကိုအံ့မခန်းပါပဲမြင်စရာတွေလှုပ်စရာတွေအများကြီးရှိပါတယ်ခီးသွားဘလော့ကတယောက်အနေနဲ့အကြံပြုချင်တာကတော့ Australia ဟာဘသူ့အတွက်မဆိုတခုခုတော့ပေးစွမ်းနိုင်တဲ့နေရာပါပထမဆုံးအနေနဲ့စစ်ဒနီမြို့ကိုမဖြစ်မနေသွားသင့်ပါတယ်စစ်ဒနီ Opera House နဲ့ဟာဘာတံတားတို့လိုကဘာကျော်အထင်ကရနေရာတွေရှိပါတယ်။မြို့ပြရဲ့စီကားမှုနဲ့တဘာဝအလှတရားတွေပေါင်းစပ်နေတဲ့မြို့ပါ။မဲဘုံမြို့ကလည်းတွားရောက်လည်ပတ်တဲ့မြို့ကြီးပါယဉ်ကျေးမှုအမှုပညာနဲ့ရတာရှိတဲ့အစားအသောက်တွေပေါ်များပါတယ်။လမ်းကြားလေးတွေနဲ့လမ်းလျှောက်ရင်းမြို့ရဲ့ဆွဲဆောင်မှုကိုခံစားနိုင်ပါတယ်။တိရစ္ဆာန်များAustralia ရဲ့ထူးခြားတဲ့တိရစ္ဆာန်တွေကိုလည်းတွေ့ကြုံခံစားပါကန်ဂရူးနဲ့ကိုအာလာတွေကိုတဘာဝအတိုင်းတွေ့နိုင်တဲ့နေရာတွေရှိပါတယ်တိရစ္ဆာန်ဥယျာဉ်တွေမှာလည်းလေ့လာနိုင်ပါတယ်ဒီအောက်ကဘာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ Great Barrier Reef ကိုသွားပါကမ္ဘာအကြီးဆုံးတန်တာကြောက်တန်းကြီးမှာရေငုတ်တာစနော့ကယ်လုပ်တာတွေလုပ်နိုင်ပါတယ်ရောင်စုံငါးတွေနဲ့တန်တာကြောက်တန်းတွေကတကယ်ကိုလှပပါတယ်Australia ရဲ့နှလုံးသားလို့တင်စားကြတဲ့ဥလူလူကိုလည်းတွားရောက်လည်ပတ်တင်ပါတယ်။ဒီကြီးမားတဲ့ကြောက်တုံးကြီးကနေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာအယောင်ပြောင်းလဲတာကိုမြင်ရတာအံ့ဩစရာပါ။ဒေသခံတိုင်းရင်းသားတွေအတွက်လည်းအထွတ်အမြတ်ထားရနေရပါ။ Australia မှာလေပတ်စရာနေရာကောင်းတွေအများကြီးရှိပါသေးတယ်။တဘာဝအလှစွန်စားခန်းတွေနဲ့ယဉ်ကျေးမှုပေါင်းစုံကိုတနေရာထဲမှာခံစားနိုင်ပါတယ်။ဒါကြောင့်နောက်တစ်ခေါက်ခရီးထွက်မယ်ဆိုရင် Australia ကိုရွေးချယ်ဖို့တိုက်တွန်းလိုက်ပါတယ်။တွားရောက်လေပတ်ဖို့အကောင်းဆုံးအချိန်ကတော့ပိုသွားခြင်းတဲ့နေရာပေါ်မူတည်ပါတယ်။အခုပဲစီစဉ်လိုက်ပါတော့။